ဒီကနေ့သာသနာတော်နှစ်2566ခုကောဇာနှစ်1384ခုသတင်ကျော်လာဇန်73ရက်2022ခု10လပိုင်း9ရက်တောက်ကြနေ့နနက်ခင်းခါကာလမှာပြင်ဦးလွင်မြို့နယ်ရင်စာရွှေချောင်းသစ္စာရွှေစီကျောင်းတိုက်တွင်မှာဘုန်းတို့300တန်းအမျိုးသားယောဂီဆောင်များဆောက်လုပ်ပြီးတော့လူတန်းထားကြတဲ့ဒကမာကြီးဒေါ်ရီညွတ်နဲ့အာသမီရေတစုတို့ရဲ့ကုသိုလ်ကောင်းမှုဒီနေ့ရေသက်သွန်ချအမြတ်တမ်းများပြေဝရင်းနဲ့နုမောဒနာတရားများနာယူကျင့်ကြံကြမယ့်အချိန်ပေါ့နော်အဲ့တော့ဘုန်းတို့သစ္စာရွှေစီကျောင်းတိုက်တွင်မှာမြို့သားယောဂီဆောင်ဓမ္မတာယာတမြို့သားယောဂီဆောင်ဆောက်လုပ်ပြီးတော့လူတန်းကြတယ်ကွယ်လွန်သူဖခင်ကြီးဦးလတ်မြင့်တာကြီးဥချိုမြင့်သမီးဒေါ်အုံမာမြင့်တို့ကိုရည်စူးပြီးတော့ဒကမာကြီးဒေါ်ရီညွတ်နဲ့တာသမီးရေတစုကောင်းမှုမန္တလေးမြို့တဲ့အဲ့ဒါဘုန်းတို့ကုသိုလ်ကောင်းမှုများပြုလုပ်ပြီးတဲ့အခါကာလမှာမိမိပြုထားတဲ့ကုသိုလ်ကောင်းမှုဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးပမ်းအားထုတ်တဲ့နေရာမှာဤကုသိုလ်ကောင်းမှုကကြီးကျယ်တဲ့အားကြီးတဲ့အကြောင်းတရားတစ်ခုအနေနဲ့အထောက်အပံ့ဖြစ်ပါစေလို့နိဗ္ဗာန်ကိုဆုတောင်းကြရတယ်။နိဗ္ဗာန်ကိုရည်ရွယ်ကြရတယ်။မြတ်စွာဘုရားကဘာကုသိုလ်ပဲလုပ်ကိလေသာမီငြိမ်းရာနိဗ္ဗာန်ကိုတောင်းတပြီးတော့ကုသိုလ်ကောင်းမှုကိုပြုရမယ်။ဘဝတန်တရားဝဆင်းရဲကလွတ်မြောက်ရာနိဗ္ဗာန်ကိုတောင်းတပြီးတော့ကုသိုလ်ကောင်းမှုကိုပြုရမယ်လို့အကြိမ်ကြိမ်ထပ်သင်ပေးခဲ့တာရှိနော်။ဒါကြောင့်ဒါနပဲပြုသီလပဲစောင့်တည်သမာဓိပညာဘာဝနာလုပ်ငန်းများကိုပဲကြိုးစားအထောက်ဘယ်လိုကုသိုလ်မျိုးကိုပြုလုပ်သည်မဆိုဘုန်းတို့မှာမှန်ကန်တဲ့ရည်ရွယ်ချက်ရှိရမယ်နော်အဲ့ဒီမှန်ကန်တဲ့ရည်ရွယ်ချက်ကဘာလဲစိတ်နှလုံးကိုပူပန်စေတဲ့လောင်ကျွမ်းစေတဲ့ຢာကဒေါသမောဟအစရှိတဲ့ကိလေသာတရားများတန်တရားဝိဒုက္ခကိုဆက်လက်ပြီးတော့ဖြစ်ပေါ်စေတဲ့အာကြီးတဲ့အကြောင်းတရားကြီးတွေဖြစ်တည်တဲ့အဲ့ဒီကိလေသာတရားများချုပ်ရငြိမ်းရနိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကိုမျက်မှောက်ပြုနိုင်ရေးဆိုတဲ့ရည်ရွယ်ချက်နော်အဲ့ဒီရည်ရွယ်ချက်နဲ့ကုသိုလ်ကောင်းမှုကိုပြုရမယ်ပြီးရင်လည်းပဲကိုပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့နော်အဖို့ပါကကွယ်လွန်သွားကြတဲ့ဆွေတွေမျိုးတွေမိသားစုဝင်တွေအချစ်ရခင်ရတဲ့ပုဂ္ဂိုလ်တွေဒီလိုပုဂ္ဂိုလ်တွေစာထားအလုံးသောတတ္တဝါတွေကိုလည်းပဲအညီအမျှကုသိုလ်ရဲ့အဖို့ပါကကိုရကြပါစေလို့မိမိပြုတင်တဲ့ကုသိုလ်ကောင်းမှုမိမိပြုထားတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့စိတ်ထဲမှာသူတို့ကုသိုလ်ကောင်းမှုတွေပြုနေကြတယ်လို့ဝမ်းသာသွားတယ်ဝမ်းမြောက်သွားတယ်ဆိုရင်သူတို့လည်းပဲကုသိုလ်ရသွားတယ်ခေါ်အဲ့ဒါလို့ကိုကုသိုလ်ကောင်းမှုပြုတဲ့အခါမှာကိုပြုလိုက်တဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့တစ်ဖက်သားကိုဝမ်းသာခွင့်ဝမ်းမြောက်ခွင့်ပေးတာကိုအဲ့ဒါကိုမျှဝေတယ်လို့ခေါ်တယ်ကိုယ့်ရဲ့ကုသိုလ်ကိုဒါရိုက်ပေးလို့ရတာမဟုတ်ဘူးနော်ဒါကိုသတိထားဖို့လိုတယ်ဟုတ်လားခုဒီမှာတက္ကကြီးဦးလမ်းမြင့်နော်တာကြီးဥချိုမြင့်သမီးဒေါ်အုံမာမြင့်နော်အဖွားရဲ့အရင်ကွယ်လွန်နေဆာရောက်သွားကြတာလေရှိနော်ဒါတွေကိုအမြတ်တမ်းပေးဝေတဲ့အခါမှာကိုယ့်ရဲ့ကုသိုလ်ကိုသူတို့ကိုဒါလည်းပေးလို့ရတာမဟုတ်ကိုဒီလိုကုသိုလ်ပြုနေပါတယ်မင်းတို့ဝမ်းသာကြပါလို့ဝမ်းသာနိုင်တဲ့ဘဝကိုရောက်နေမယ်ဆိုရင်ဝမ်းသာခွင့်ရအောင်ကိုကဝမ်းသာခွင့်ပေးတာအဲ့ဒါကိုလုပ်တယ်ခေါ်တယ်တော့အမျှဝေတယ်ခေါ်တယ်နော်အဲ့တော့ကုသိုလ်ကောင်းမှုပြုတိုင်းနိဗ္ဗာန်ချမ်းသာကိုတောင်းတပြီးတော့ဆန္ဒပြုကြရတယ်အမြတ်တမ်းပြေဝေကြတယ်ဒီနှစ်ခုကိုဘုန်းဘုန်းတို့ဘာလုပ်တယ်ခေါ်တာတော့ရည်သက်ချတယ်လို့ခေါ်ကုသိုလ်ကောင်းမှုပြုပြီးရည်သက်ချပြီးပြီလားမေးကြတာရှိဒါကိုယ့်အကိုလုပ်မယ်ဆိုရင်ကောဒီလုပ်ငန်းတစ်ခုကလုပ်လို့မရဘူးလားရတယ်ဒါပေမဲ့ရည်သက်ချပွဲမှာကြွေးမယ်မွေးမယ်သီလဆောက်တည်မယ်တရားနာမယ်ဆိုတော့လည်းပဲကုသိုလ်တွေထပ်ပြီးတော့တိုးသွားတယ်နော်ဒါကြောင့်မလို့ဗုဒ္ဓဘာသာဝင်များကုသိုလ်ကောင်းမှုတစ်ခုပြုပြီးတိုင်းရည်သက်သွန်ချအမြတ်တမ်းပြေဝေတာကိုပဲပွဲလေးတစ်ခုအနေနဲ့တခါထပ်ပြီးတော့ကုသိုလ်ယူကြတာနော်အဲ့လိုကုသိုလ်ယူရတဲ့အခါမှာဘုန်းတို့ကအနုမောဒနာတရားဆိုတာဟောရတယ်အနုမောဒနာဆိုတာကိုပြုလိုက်တဲ့ကုသိုလ်ကောင်းမှုနဲ့ကိုပြုထားတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဝမ်းသာသွားအောင်ကြည်နူးသွားအောင်ကျေနပ်သွားအောင်ပြောပေးတဲ့စကားမျိုးကိုအနုမောဒနာစကားခေါ်တယ်ဟုတ်လားအဲ့တော့ဘုန်းကဒီကနေ့အထူးသဖြင့်အနုမောဒနာတရားကိုဘုသူတည်းရည်ရွယ်ပြီးတော့ပြောရင်တော့ဆိုတော့နော်ဒကမာကြီးတော်ကြီးညောင်းဒကမာကြီးတက်ဘလောက်ရှိပြီတော့90ပါ90ကိုမတ်တော့ထိုင်နိုင်သေးတယ်နော်ဒကမာကြီးတို့အဓိကရည်ရွယ်ပြီးတော့ဘုံဘုံကကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့နော်ဝမ်းသာပွဲရလေးစီပြောခြင်းပါမြတ်စွာဘုရားကကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့
နမြတ်စွာဘုရားအခြေခံကြကြမြင်းပြထားတာလေဘလို့မြင်းပြတော့ဆိုတာယဟန်တို့တဲ့ကုသိုလ်ကောင်းမှုဆိုတာအခုစိတ်ထဲမှာဖြစ်လိုက်ပြီဆိုတာနဲ့စိတ်ကိုချမ်းသာစေတယ်စိတ်ကိုတတ်တာစေတယ်စိတ်ကိုငြိမ်းအေးစေတယ်တဲ့ဒါဟုတ်မဟုတ်ကိုယ့်ဟာကိုယ်စီစစ်လို့ရတယ်ပေကန်းဆွန်ကျဲလှူဒန်းနေတဲ့အခိုက်အတန့်ဆွန့်လွတ်နေတဲ့အခိုက်အတန့်မှာကိုယ်စိတ်ကလေးဘလို့နေလဲဆိုတာကိုမြတ်စွာဘုရားဒေသနာမှန်မှန်ဆိုတာကိုညှိကြည့်လို့ရတယ်လွန်ကျူးခွင့်ကြုံရတဲ့ကာယကံဝစီကံနဲ့သူများကိုနော်ထိခိုက်အောင်မလုပ်ဘူးလွန်ကျူးမှုမပြုဘူးစောင့်စည်းနေတဲ့အချိန်မှာကိုယ်စိတ်ကလေးဘလို့နေလဲကိုချင်းတီလာလေးနဲ့ပြည့်စုံနေနေတဲ့အခိုက်မှာကိုယ်စိတ်ကလေးဘလို့ဖြစ်နေလဲဆိုတာကိုဘုရားဟောဒေသနာမှန်မှန်ဆိုတာကိုညှိကြည့်လို့ရတယ်စိတ်ကလေးတည်ငြိမ်နေအောင်ထားတာကိုတမာတိနော်ဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိအောင်ကြိုးပမ်းအားထုတ်လို့အမှန်ကန်သိနေတယ်ဆိုရင်ဒါပညာပေါ့အဲ့ဒီတမာတိပညာဖြစ်နေတဲ့အချိန်မှာအဲ့ဒီလိုကုသိုလ်မျိုးဟာကိုယ်စိတ်ကိုဘလို့ဖြစ်စေတယ်လဲဘလို့ခံစားရစေတယ်လဲဆိုတာကိုကိုယ့်အကိုဒေသနာနဲ့ညှိကြည့်လို့ရတယ်ခုဒီမှာမြတ်စွာဘုရားကအေးတဲ့ကုသိုလ်ကောင်းမှုနဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာနော်ဒုက္ခဒိဋ္ဌိဝဓမ္မေလောလောဆယ်ပြစ္ဆကမှာကိုပဲနော်ဒုက္ခဝိရတိချမ်းသာတာနေရလိမ့်မယ်ဘယ်ပုံဘယ်နည်းချမ်းသာမှာလဲလို့မေးရင်အဝိဂါတံဆင်းရဲခြင်းမရှိဘဲနဲ့အနုပါယတံပင်ပန်းခြင်းမရှိဘဲနဲ့အပရိလာဟံပူလောင်ခြင်းမရှိဘဲနဲ့ဒုက္ခဝိရတိချမ်းသာတာနေရလိမ့်မယ်ဒါနပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်သမာဓိပညာဘာဝနာပဲဖြစ်ဖြစ်ဘယ်ကုသိုလ်ကောင်းမှုမျိုးမဆိုကုသိုလ်မှန်ရင်စိတ်နှလုံးကိုချမ်းသာစေဒီလိုဟောတာနော်ဘယ်လိုချမ်းသာစေတာတော့သုံးချက်ပြောတယ်အဝိဂါတံအနုပါယတံအပရိလာဟံအဝိဂါတံဆင်းရဲခြင်းကင်းတယ်တဲ့ကုသိုလ်ဖြစ်နေတဲ့ချိန်မှာအနုပါယတံပင်ပန်းခြင်းကင်းတယ်အပရိလာဟံပူလောင်မှုကင်းတယ်ကုသိုလ်ဖြစ်နေတဲ့အချိန်မှာစိတ်ကလေးကဆင်းရဲမှုကင်းတယ်ဆိုတော့ချမ်းသာတယ်လို့ပြောတာပင်မမှုကင်းတယ်ဆိုတော့တတ်တာတယ်လို့ပြောတာနေတာထိုင်တာရှိတယ်လို့ပြောတာပြီးတော့ဗါပူလောင်မှုကင်းတယ်ဆိုတော့ငြိမ်းတယ်အေးတယ်ပြောတာဟုတ်လားအဲ့တော့ကုသိုလ်ကောင်းမှုရဲ့ဆွမ်းအားတတ္တိကိုပြောမယ်ဆိုရင်အဲ့ဒီလက်တွေ့လေးကစပြီးတော့မြတ်စွာဘုရားအမြင်မှန်မှန်လေးသိရှိအောင်ချင်းကပ်ပြီးတော့ပြနော်ဒိဋ္ဌိဝါဒမေဒုက္ခဝိရတိအဝိဂဒနုပါယတအပရိလာဟလုံးလုံးစင်မှာကိုပဲချမ်းသာနေရမယ်ဘလို့ချမ်းသာမှာတော့မစင်ရဲပဲနဲ့မပင်ပန်းပဲနဲ့မပူလောင်ပဲနဲ့ချမ်းသာလိမ့်မယ်လို့ဟောဒါရင်လားဆိုတော့ကာဝုတဲ့ကာယတဗေဒပရမရဏဒုက္ကတိပါတိကင်္ခဟုတ်လားခန္ဓာကိုယ်ပျက်စီးခြင်းကြလို့ပျက်စီးရပြီဆိုတဲ့အခါကာလမျိုးမှာကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကကိုယ့်ကိုကောင်းမွန်တဲ့ချမ်းသာတဲ့ဘဝတစ်ခုကိုရစေလိမ့်အောင်မယ်တဲ့ဒါလည်းပဲဘုန်းဘုန်းတို့မစင်သားလို့မရကိုဒကမာကြီးတဲ့ရှိရွယ်ပြီးတော့ပြောတယ်ဆိုရင်အဲ့ဒါကိုပြောတာနော်ဘုန်းတို့အသက်ကြီးလာပြီဆိုရင်သေချာပေါက်မလုပ်ကြရမှာပျက်စီးကြရမှာဒါကိုကြက်သေးမရှိမင်္ဂလာမရှိသေခြင်းတရားနားမထောင်ခြင်းဘူးလို့လုပ်လို့မရဘူးဘဝရဲ့အမှန်တရားကိုဘုန်းဘုန်းတို့ကရင်မဆိုင်ခြင်းလို့မရဘူးရင်မဆိုင်ခြင်းအဲ့ဒါညံ့ဖြင်းရရောက်ဟောဒီတိုင်းသွားနေတာဟုတ်လားအဲ့တော့ပျက်စီးကြရမယ့်ခန္ဓာကိုရထားကြတဲ့ပုံကိုယ်တွေကပျက်စီးပြီးတဲ့နောက်မှာငါဘလို့ဘဝမျိုးကိုဆက်ရမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့အလေးနဲ့မထားလို့ဖြစ်ကုန်မဖြစ်ဘူးအဲ့ဒီကိစ္စကိုဘုန်းဘုန်းတို့အလေးနဲ့ထားစိတ်ဝင်စားတယ်ဆိုရင်အကူတိုက်ဆုံးအရာဟာဘာလဲလို့နေအခုပြောနေတဲ့ကုသိုလ်ကောင်းမှုနော်မိဘတာသမီးကိုကောင်းရအောင်ကောင်းတဲ့ဘဝရအောင်မပို့နိုင်ဘူးတာသမီးကလည်းမိဘကိုချင်လွန်းလို့ဟာမလို့အဖေမေသေးသွားရင်ကောင်းရအောင်မလို့ပို့မယ်ပို့နိုင်မလားပို့နိုင်ဘူးမှမလုပ်နိုင်ဘူးကုံကုံမျိုးပဲမြတ်စွာဘုရားကလည်းပို့နိုင်ဘူးယောက်ျောင်းနီလန်းကိုပဲမြတ်စွာဘုရားပေးနိုင်တယ်ဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားတတ္တဝါတူတယောက်သေးတိုင်းကောင်းရကိုရအောင်ပို့နိုင်လားမပို့နိုင်ဘူးတော့မြတ်စွာဘုရားလည်းတကဓာတ်ရိုက်လာပြီးတဲ့ရွာလူကြီးတယောက်ရှိတယ်နော်ပိဿဘူမိယမှာနေရတဲ့ပုံနာတွေကပြောတယ်တဲ့မိဘူးဆိုတဲ့ပုံနာတွေကပြောတယ်သူတို့ကိုယ်ွယ်တယ်သူတို့ပြောတာကိုယုံကြည်တဲ့ပုံကိုယ်တွေသိလို့ရှိရင်ကောင်းရမြတ်ရအောင်သူတို့ကပို့ပေးနိုင်တယ်လို့ပြောတယ်အဲ့ဒါမြတ်စွာဘုရားလည်းဒီလောကလုံးတတ္တဝါတွေရဲ့ပုံမှာသနာကရုဏာအကြီးမားဆုံးလို့နာမည်ကြီးတယ်အဲ့ဒါမြတ်စွာဘုရားကိုကြည်ညိုတဲ့ပုံကိုယ်တွေမြတ်စွာဘုရားရဲ့တပိသားတာဝကတွေကိုသိတဲ့အခါမှာကောင်းရမြတ်ရအောင်မြတ်စွာဘုရားကိုပို့နိုင်သလားလို့ဓာတ်ရိုက်ကိုလာမိအဲ့ဒါမြတ်စွာဘုရားမပို့နိုင်ဘူးတဲ့ဒါလုံးလို့ဖြစ်တဲ့ကိစ္စမဟုတ်ဒါပေမဲ့မြတ်စွာဘုရားဘယ်လိုပြောတော့ဥမာလေးနဲ့အဲ့ဒီမှာပြောတယ်ဟိုဆိုကြပါစို့တဲ့လူတွေကရေကန်မေးကြီးမှာရက်ပြီးရေကန်ထဲကိုကြောက်ခဲတုံးတုံးပြစ်ချလိုက်အဲ့ဒီကြောက်ခဲတုံးဟာရေမြဲတဲ့ပြင်ကိုထိပြီးတာနဲ့တခါတည်းမလုပ်တော့ဘူးမြုပ်သွားဘူးနော်အဲ့ဒါကိုကံပေးမှရှိတဲ့လူတွေကကြောက်ခဲကြီးရေပေါ်ပေါ်ပါစေလို့ဝိုင်းဆူတောင်းမယ်ဆိုရင်အဲ့ဒီကြောက်ခဲကြီးရေပေါ်ပေါ်မလားပေါ်နေကြောက်ခဲကရေထဲနစ်တဲ့သဘာဝရှိတယ်ရေထဲသိပ်သီးစားများလို့ရေထဲလေးလံလို့ရေထဲနစ်ကိုနစ်မယ်ဆူတောင်းလို့အဲ့ဒီကြောက်ခဲရေပေါ်ပေါ်လာတဲ့အကြောင်းမရှိဘူးအဲ့လိုပဲမကောင်းမှုဒုစရိုက်နဲ့ပြုံးမွေ့နေကြတဲ့ပုံကိုယ်တွေသိပြီးတဲ့နောက်မှာသူတို့ယုံကြည်ရသူတို့ကိုယ်ဝယ်ရသူတို့ချင်းမြတ်လို့ရဒီလိုပုံကိုယ်တွေက
ကောင်းရမြတ်ရောက်ပါစေလို့ဆူတောင်းပေးတယ်မရောက်နိုင်သူပြုထားတဲ့မကောင်းမှုကပဲသူ့ကိုစီရင်ပဲပေါ့ဟုတ်လားတခါမြတ်စွာဘုရားဥမာပေးတယ်ထောပါအိုးကိုဖြစ်စေစီအိုးကိုဖြစ်စေရေကန်ထဲကိုရိုက်ခွဲချလိုက်ဥယျာဉ်ပဲတွေကတော့အကုန်လုံးကွဲကြည့်ပြီးတော့နစ်သွားပြီးတော့ကန်ချီကန်ရဲ့မျက်နှာပြင်ရောက်သွားကြတယ်နော်ဒါပေမဲ့စီတွေထောပတ်တွေကတော့ကန်ရီမျက်နှာပြင်ပေါ်မှာဝေ့ပြီးတော့ကြံရစ်တယ်ရေထဲမနစ်သူကရေထဲသိသီးစားနဲတဲ့အရာဖြစ်တဲ့အတွက်ရေထဲကိုမနစ်ဘူးအဲ့ဒါကိုတစုံတစ်ယောက်ကဒါမှမဟုတ်ကံပေးဝိုင်းကြည့်နေတဲ့လူတွေကထောပတ်တွေရေတွေစီတွေရေထဲနစ်ပါစေလို့ဆူတောင်းမယ်ဆိုရင်သူတို့နစ်မလားမနစ်အဲ့လိုပဲကောင်းတာပြုတဲ့ပုဂ္ဂိုလ်တရားဝေလုံဒိဋ္ဌာရောက်တဲ့အခါမှာမုန်းတီးကြတဲ့ပုဂ္ဂိုလ်တွေကသိရင်ဒီကောင်ကြီးဘယ်ရောက်ပါစေလို့ပြောလဲပဲသူတို့ရောက်စီခြင်းနဲ့ရောက်မှာမဟုတ်သူကကောင်းတာလုပ်ထားရင်တော့ကောင်းတဲ့နေရာပဲရောက်သွားမှာမကောင်းတာလုပ်ထားရင်လည်းပဲကောင်းတဲ့နေရာရောက်ပါစေလို့သူတို့ရောက်စီခြင်းနဲ့ရောက်မှာမဟုတ်မကောင်းတဲ့နေရာကိုပဲရောက်သွားမှာအဲ့ဒါကြောက်ခင်းတဲ့ထောပတ်နဲ့ဥမာပေးပြီးတော့မြတ်စွာဘုရားဟောတာရှိဟုတ်လားအဲ့တော့ဘုန်းတို့တွေကပစ္စည်းမဲ့ခန္ဓာကိုရထားကြပစ္စည်းပြီးတဲ့နောက်မှာဘယ်လိုဆက်ပြီးတော့ငါခီးသွားမလဲဆိုတဲ့ကိစ္စကမစဉ်းစားလို့မရဟုတ်လားဒါကြောင့်မလို့ကုသိုလ်ကောင်းမှုကိုဘုံဘုံတို့အားကိုးဖို့ကြိုးစားတဲ့အခါမှာဒီအချက်တစ်ချက်ကိုပြီးပြီးပြင်းပြင်းမြင်ထားဖို့လိုတယ်လောလောဆယ်လေစိတ်နှလုံးမှာဆင်းရဲမှုကင်းတယ်ပင်ပမှုကင်းတယ်ပူလောင်မှုကင်းတယ်ချမ်းသာတယ်တတ်တာတယ်ငြိမ်းအေးခန္ဓာကိုယ်ပျက်စီးပြီးတဲ့နောက်နော်ဘုံတို့ဘဝတစ်ခုကိုရမယ်ဆိုရင်လည်းပဲကောင်းမြတ်တဲ့ဘဝကိုပဲရစီလိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားဥပမာမျိုးမျိုးပေးပြီးတော့ဟောတယ်ကုသိုလ်ကောင်းမှုရဲ့ဆွမ်းအားအနိတ္တဘုံတို့နန္ဒီယအကြောင်းတကာဆိုကြားဘူးတယ်မဟုတ်လားကြားတယ်နော်အဲ့ဒီအကြောင်းတကာသိတဲ့အခါကျတော့နတ်ပြည်ကနေပြီးတော့နတ်တွေကစောင့်နေကြတယ်မသိငယ်ဆိုဘုံပေါက်တယ်ပြောတာဟုတ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတဲ့ဂါထာလေးနှစ်ပုဒ်ကအလွန်တရာမှစဉ်းစားရကောင်းအားပြောတော့ဆိုတာရှိတဲ့ဘဝတင်ပုရိတံဒုရတောတုဋ္ဌိမာဂတံညာတိမိတ်တံသူဟိဇာဇဘိနန္တလိအာဂတံရှိတဲ့ဘဝတင်ပုရိတံဒုရတောတုဋ္ဌိမာဂတံရွှေမျိုးတွေကတစုံတရာအဝေးရောက်ပစ္စည်းဝါသွားရှာနော်ဟာအရှင်လေးပြေးလာတယ်ချမ်းချမ်းသာသာပြန်လာတယ်ကွဲနေရတယ်ကြားလာပြီရှိတဲ့ဘဝတင်ကွဲနေတာကြားလာပြီလွမ်းလဲလွမ်းတယ်သူအဲ့ဒါပြန်ရောက်လာတော့လေသူကဘလို့ပြန်လာအရှင်ပြေပြေချမ်းချမ်းသာသာပြန်လာအဲ့လိုကိုယ့်ရဲ့ဆွေတွေမျိုးတွေအစဉ်ပြေပြေစီးပွားရှာပြီးတော့ပြန်လာတယ်ကွဲနေတာလည်းကြားလာပြီဆိုတဲ့ဆွေမျိုးပြန်လာပြီဆိုရင်ဒီမှာရွာမှာရှိတဲ့အိမ်မှာရှိတဲ့ဆွေတွေမျိုးတွေကဘလို့ကြိုးဆိုကြမလဲဝမ်းပန်းတလာကြိုးဆိုကြမယ်တဲ့အဘိနန္တတိအာဂတံအိုးသူရောက်လာပြီတချို့ဆိုအော်တောင်းနေကြိုးဆိုကြရှိတဲ့ဘဝတင်ပုရိတံဒုရတောတုဋ္ဌိမာဂတံညာတိမိတ်တံသူဟိဇာဇအဘိနန္တတိအာဂတံချစ်တဲ့ဆွေတွေမျိုးတွေကဝမ်းပန်းတလာကြိုးဆိုကြတယ်တဲ့တထေဝကတပုံညာတိအတ္တမလောကပရံကတံအဲ့ဒါလိုပဲတဲ့ကုသိုလ်ကောင်းမှုကိုပြုထားရင်အဲ့ဒီကုသိုလ်ကောင်းမှုဟာကိုပြုထားတဲ့ကုသိုလ်ကောင်းမှုကနော်ချစ်တဲ့ဆွေတွေမျိုးတွေကကိုယ်ကွင်းနေတာကြာပြီးတော့နော်အစဉ်ပြေပြန်လာတဲ့ဆွေမျိုးကိုကြိုးဆိုသလိုမျိုးဆွေဒီကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကကိုယ့်ကိုတမလွန်လောကကနေကြိုးဆိုကြလိုက်အတ္တမလောကပရံကတံဟုတ်လားပိယညာတိန်ဝအာဂတံနော်ချစ်တဲ့ဆွေမျိုးတယောက်အစဉ်ပြေပြန်လာတာဝမ်းပန်းတသာကြိုးဆိုသလိုကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကနော်ပဋိက္ခဏန္တိကျိုးဆိုကြလိမ့်မယ်ပုံညာတိပဋိက္ခဏန္တိဟုတ်လားဘယ်သူကကျိုးဆိုမှာတော့ပြုထားတဲ့ဆွေဟိုကုသိုလ်ကောင်းမှုကကျိုးဆိုမှာနော်တမလွန်လောကမှာကိုယ့်ကိုကျိုးဆိုမဲ့အရာဒီပြင်ဘယ်သူမှဘာမှမရှိဟုတ်လားကိုယ်ဝမ်းပန်းတသာကျိုးဆိုမဲ့အရာရှိသေးခြင်းနဲ့ဆိုရင်ဘာလုပ်ထားဖို့လိုတော့ကုသိုလ်ပြုထားဖို့လိုတယ်နော်အုံတို့ကတကယ်တမ်းကတကူဒီသမားတွေကြီးပဲပြောရင်တကောင်ကျွတ်တမျက်နှာတွေကြီးပဲဟုတ်လားကျန်တာတွေကကိုထင်နေတာဘာမှအကူကြီးတကယ်လေးလေးနက်နက်မရှိပါဘူးကိုလန်းကိုသွားကိုခီးကိုရောက်ကြရမယ်လူတွေကြီးပဲဒါရှင်းရှင်းလင်းလင်းနားလည်ထားဖို့လိုအမြတ်စွာဘုရားအတ္တဟိအတ္တနောနာတော်ကောဟိနာတော်ပရောတိယကိုအကိုပဲအာကိုကလို့တခြားဘယ်သူမှအာကိုလို့မရဘူးလို့အတီးလင်းပြောပြီးသားအဲ့ဒါကိုညာကဝိလေလေနဲ့ရောင်ချာလုံနေတယ်ဟုတ်လားပြီးရင်အထိနာမှာနော်အဲ့ဒီနေရာမှာမှားရင်အထိနာမှာအာကိုရမဲလို့ထင်းနေရင်ဟာတကယ်အရေးလေရောက်တော့အာကိုစရာမရှိဟုတ်လားဒါမှကုသိုလ်ကောင်းမှုဟာအာကိုထိုက်တဲ့အရာဆိုတာကိုဘုန်းတို့စိတ်ထဲမှာပေါ်လွင်ထင်ရှားစေဖို့အတွက်ဒီအချက်နှစ်ချက်ကိုကောင်းကောင်းနားလည်ရမယ်နံပါတ်1အခုလုံးလုံးတဲ့ပြစ္ဆုတ်ပံမှာလည်းပဲစိတ်နှလုံးကိုချမ်းသာစေတယ်တတ်တာစေတယ်ငြိမ်းအေးစေနော်ဒါလည်းမမေ့နဲ့နော်အခုလုံးလုံးစေလည်းပဲချမ်းသာအောင်မှဖြစ်မှာဟုတ်လားပြီးရင်လည်းပဲအနာဂတ်ကိုပါတော့လုံးဝတာဝန်ယူဒီသဘောလေးဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာဒါကိုဘုန်းဘုန်းတို့ကမစင်သားလို့မရဟုတ်လားဒါနဲ့ပတ်သက်ပြီးတော့ပြီးတော့ဘုန်းဘုန်းတို့အားကြစရာကောင်းတယ်ဝမ်းမြောက်စရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုပေါ့လေအဲ့ဒါမျိုးဆိုပြလက်ထက်က
ဓမ္မိကဥပဒကဆိုတာရှိတယ်ဥပဒက900အုပ်စုဖွဲ့ပြီးတော့သူတော်ကောင်းတရားကိုလေ့လာလိုက်စားပြီးတော့သွားတူလာတူစားတူနေကြတာရှိတယ်အဲ့တော့တယောက်ကိုလည်းပဲဥပဒက900ကြီးခြံရံထားတယ်နဲတဲ့အုပ်စုကြီးမဟုတ်အဲ့ဒီမှာအကြီးဆုံးဥပဒကကြီးရဲ့နာမည်ကဓမ္မိကဥပဒကတရားရှိတဲ့ဥပဒကတကယ်လဲတရားလူတရားမြတ်ကိုရပြီးတော့တည်ငြိမ်သောအေးချမ်းသောချမ်းသာအစစ်နဲ့နေသောဥပဒကကြီးတရားပေါ့အဲ့ဒါအသက်ကြီးလာတဲ့အခါကျတော့တရားညောင်ဆောင်ထုံးစံတိုင်းလျောင်းရတာပေါ့ဟုတ်လားဘုန်းတို့ရထားတဲ့ခန္ဓာကသေမဲ့ခန္ဓာဟုတ်လားတရားညောင်ဆောင်လျောင်းဆက်ပြီးဆိုတော့သားတွေသမီးတွေကလည်းအများကြီးပဲသား9ယောက်သမီး9ယောက်ရှိတယ်ဟုတ်လား14ယောက်တောင်ရှိတယ်တခါကြီးကနော်အဲ့ဒါနဲ့သူသားတွေကတယောက်ကိုသွားပြီးတော့တန်ဃာတွေကိုသွားပြီးတော့ပင့်ခိုင်းနိုင်သူဒီတောင်ကိုကြော်နိုင်တော့မယ်လို့မထင်ဘူးဒါကြောင့်မလို့တန်ဃာတွေသွားပင့်တန်ဃာတွေအများကြီးရောက်လာတဲ့ခါကျတော့အလုံးကဝိုင်းပြီးတော့နော်မြတ်စွာဘုရားရဲ့ဒေသနာတွေကိုရွတ်အံတရေသေးကြမယ်ကြည်နူးမှုဖြစ်ဟုတ်လားအဲ့လိုမျိုးကြည်နူးမှုဖြစ်အောင်ရွတ်အံတရေသေးကြမယ်ဆိုတော့တန်ဃာတော်ရှင်မြတ်တွေကတခါကြီးဘလို့တရားလေးကိုများနာယူလို့တယ်လေအဲ့လိုမျိုးမေးတဲ့အခါကျတော့တခါကြီးကပါပြောဆိုရှင်ဘုရားတို့တဲ့ဖရာတိုင်းမစွန့်တဲ့မဟာသတိပဋ္ဌာန်တုတ်တံကိုတပည့်တော်နာယူခြင်းပါကြားဦးတယ်မို့လားမဟာသတိပဋ္ဌာန်တုတ်ဆိုတာဘုန်းတို့ရဲ့သာသနာမှာတရားအထုချင်ကြတဲ့ပုဂ္ဂိုလ်တွေမဖြစ်မနေကိုကြွကြွကျင်ကျင်နားလည်ထားမယ်တုတ်တန်ကြီးတစ်ခုတော့ကိုယ်ခန္ဓာမှာဘာပဲဖြစ်သတိထားပြီးတော့နေဖို့အသေးစိတ်သင်ကြားထားတဲ့တုတ်တန်ကြီးတစ်ခုယုတ်ကာယပိုင်းဆိုင်ရာကိုသတိထားမယ်ကာယ ानु ပါဒနာသတိပဋ္ဌာန်ဟုတ်လားခံစားမှုအကောင်းအဆိုးရဲ့ပုံမှာအမှန်တိုင်းသိနေမယ်ဝေဒနာ ानु ပါဒနာသတိပဋ္ဌာန်စိတ်အဆင့်အတန်းသဘာဝတရားတွေကိုအမှန်တိုင်းသိနေမယ်စိတ်ဓာ ानु ပါဒနာသတိပဋ္ဌာန်ဓမ္မသဘာဝအသေးစိတ်ကလေးတွေရဲ့ပုံမှာအမှန်တိုင်းသိနေတယ်ဓမ္မ ानु ပါဒနာသတိပဋ္ဌာန်တရားဘယ်နှပါတော့၄ပါးအဲ့ဒါကိုအသေးစိတ်တစ်ပါးစီမှာတခါတည်းမြတ်စွာဘုရားနားလည်မှုကျေပြန့်အောင်မဟာကရုဏာကြီးမားစွာဖြင့်ကျေပြန့်ဟောတာတဲ့သုတ်တန်ကြီးမဟာသတိပဋ္ဌာန်သုတ်တန်တဲ့ရှိဟုတ်လားအဲ့ဒီသတိပဋ္ဌာန်သုတ်တန်ကြီးကိုနားကျင်ပါတယ်ဆိုတော့တန်ခါတော်ရှင်မြတ်တွေရွတ်ကြတာပေါ့မဟာသတိပဋ္ဌာန်သုတ်တန်ကြီးရွတ်ကြအဲ့လိုရွတ်ဖတ်ပူဇော်ပြီးတော့နေကြရင်းနဲ့တခါကြီးကလည်းနာရင်းနဲ့တတိယတစ်ချက်လွတ်နေဟုတ်လားမျောသွားတယ်အဲ့လိုသတိလွတ်တဲ့အချိန်မှာသူ့ရဲ့စိတ်ကဘာမြင်နေတော့ဆိုတော့ကောင်းငယ်မှာနေယထာ6ဆင်းရောက်နေတယ်ဟုတ်လားအဲ့နေယထာ6ဆင်းရောက်တော့အဲ့နေယထာ6ဆင်းကိုရှိအပ်နဲ့ခေါင်းဆောင်ပြီးတော့မောင်းနေတဲ့နတ်သားတိုင်းကဓမ္မိကဥပဒကကြီးတို့ယထာကိုလားတို့ယထာကိုတက်စီနတ်ပြည်6ထပ်တစ်ထပ်စီကနေပြီးယထာ6ဆင်းရောက်နေဒါဘေးကလူတွေကမသိဘူးတခါကြီးအဲ့ဒါသိတဲ့အခါကျတော့ယထာလည်း6ဆင်းသူယထာတက်ပါကိုယထာတက်ပါလူသလိုဖြစ်ငါရွှေမျိုးတွေကကျိုးသလိုဆိုတာနဲ့ဆက်ပြီးတော့တွေးကြည့်ပါနော်ကုသိုလ်ကောင်းမှုရှိတဲ့အခါကျတော့အာကိုတိုက်ပုံပြောပြတယ်ဟုတ်လားအဲ့လိုမျိုးလူသလိုဖြစ်နေတဲ့အခါကျတော့တခါကြီးကဟာခဏနေပါဦးသူတရားနာနေတယ်သူကတရားနာနေတယ်ဟိုကဇွတ်အတင်းခေါ်နေတယ်တို့ဘာပြောမှာခဏနေပါဦးအဲ့လိုခဏနေပါဦးလို့ပြောလိုက်တဲ့အခါမှာအဲ့ဒီအတန်ကထွက်သွားတယ်ခဏနေပါဦးလို့ပြောတာကနေယထာ6စီးမှရှိတဲ့နတ်သားတွေကိုပြောတာတကယ်အတန်ထွက်လို့ကြားတော့တာဘယ်သူကကြားတော့ယဟန်တွေကကြားတော့ယဟန်တွေကလည်းမြင်တာမဟုတ်ဘူးအဲ့ဒီနေယထာတွေကိုသူပဲမြင်နေတာအဲ့တော့ယဟန်တော်တွေကခဏနေပါဦးဆိုတော့ရက်လိုက်တာပေါ့ရွတ်နေကြလက်စကိုရက်လိုက်တာပေါ့အဲ့လိုရက်လိုက်တဲ့အခါကျတော့သားသမီးတွေကတို့အဖေကြီးတစ်သက်လုံးတရားနဲ့ပြောလာတာနော်သေဘေးနဲ့မကြောက်တဲ့သေဘေးနဲ့ပတ်သက်လာရင်မကြောက်တဲ့တတ်တော်မရှိပါလားတို့အဖေကြီးရင့်ကျက်တယ်ထင်နေတာအခုတရားမှာကြောက်လို့တရားကိုဆက်ပြီးမနာနိုင်တော့ဘူးစိတ်တွေကြောင်ချောက်ချဖြစ်နေသူတို့ကတမျိုးထင်တယ်ဟိုကဖြစ်နေတာတမျိုးသူတို့ကထင်နေတာတမျိုးဟုတ်လားအဲ့ဒါနဲ့သားသမီးတွေကငိုကြရောသားသမီးတွေကငိုကြတဲ့အခါကျတော့ရဟန်းတော်တွေကလည်းဒီအချိန်ကတော့တို့ဒီနာနေသိတဲ့အချိန်မဟုတ်တော့ဘူးငိုတဲ့လူကလည်းငိုကိုမိတရားရက်ခိုင်းတဲ့လူကလည်းရက်တယ်ဆိုတော့အကုန်လုံးဖြုတ်နေပြန်ကြွသွားကြတယ်အဲ့လိုလည်းပြန်ကြွသွားရောခဏနေတော့တခါကြီးကမျက်လုံးလေးပွင့်လာဟဲ့တန်ခါတော်တွေရောက်သွားတော့အဲ့တော့အဖေရပဲခဏနေပါအောင်ဆိုတန်ခါတော်တွေကပြန်ကြွသွားပြီမင်းတို့ကဘာလို့ငုံနေတာလဲတတလုံးတရားဖြစ်မရောင်ရဲခဲ့တဲ့ဖခင်ကြီးဟာတေဂာနီးမှာတရားမနာခြင်းဘူးဆိုတော့ဝမ်းနေလို့ဘလို့များဖြစ်လို့လဲဆိုနားမလည်နိုင်ဘူးငိုကြတာဟာငါခဏနေပါအောင်လို့ပြောတာရဟန်းတွေကိုပြောတာမဟုတ်ဘူးဒါနဲ့မစုကိုပြောတာတော့ကောင်းငယ်မှာလေထဲမှာယထာ6ဆင်ရောက်နေပြီအဲ့ဒါသူယထာတက်ပါငါယထာတက်ပါလို့ငါ့ကိုပြောနေကြတယ်နေအောင်ငါတရားနာနေတော့ရှိသေးတယ်ခဏနေအောင်လို့ငါပြောနေတာဒါပေမဲ့သားသမီးတွေအဲ့ဒါကိုမြင်လားမမြင်ဘူးအဲ့ကြောင့်လည်းသူတို့စိတ်ထဲမှာကြောင်ကရန်ဆက်ပြောပြန်ပြီခ
ယောင်ကရမ်းပြောပြန်ပြန်နော်မယုံနိုင်ဘူးပေါ့နော်မြင်မှမမြင်ရတာဘူးအဲ့ဒါနဲ့မယုံနိုင်တဲ့အမူအရာတွေကိုသားသမီးတွေရဲ့မျက်နှာမှာတွေ့ရတဲ့အခါကျတော့ဒီသမီးကဥပဒကကြီးကသဘောပေါက်တယ်အေးတဲ့အဲ့လိုဆိုလို့ရှိရင်ဘုရားလူထားတဲ့ပန်းကုန်းလေးတွေရှိတယ်မို့လားယူခဲ့အဲ့ဒီပန်းကုန်းတစ်ကုန်းယူခဲ့ပြီးတော့မင်းနတ်ပြည်6တက်မှာဘယ်နတ်ပြည်ကအကောင်းဆုံးလဲလို့မင်းတို့ကြားဘူးတည်းဘုရားလောင်းနေနေတဲ့အနေများတဲ့တုတိတာနတ်ပြည်ကအကောင်းဆုံးလို့ကြားဘူးတယ်သတုမာတဲ့အာရိနာယာမတုတိတာနေမာနတိပရဏိမိတာဝဒဝတိဟုတ်လားနတ်ပြည်6တက်မှာဘယ်နတ်ပြည်ကအကောင်းဆုံးလဲတော့တုတိတာနတ်ပြည်တုတိတာနတ်ပြည်ကအကောင်းဆုံးလို့ကြားဘူးပါတယ်ဆိုတော့အေးအဲ့လိုဆိုရင်မင်းတို့အဓိဋ္ဌံပြီးတော့ပြစ်လိုက်တယ်တုတိတာနတ်ပြည်ကိုဟောဒီပန်းကုန်းဟာချိတ်ပြီးတော့နေပါစေလို့မင်းတို့အဓိဋ္ဌံပြီးတော့ပြစ်လိုက်ကောင်းကင်မှာမြောက်လိုက်သင်ပေးဟုတ်လားအဲ့ဒါနဲ့သားလေးသမီးတွေကတုတိတာနတ်ပြည်ကနတ်ယထာကိုဟောဒီပန်းကုန်းဟာစွတ်ပါစေတည်းဆိုတော့တခါတည်းကောင်းငယ်ကိုမြောက်တင်လိုက်တယ်အဲ့ဒီပန်းကုန်းကတုတိတာဒီနတ်ပြည်ကလာတဲ့နတ်ယထာရဲ့ဥစွန်းမှာတွားပြီးတော့ချိတ်တယ်တဲ့ဒီကမြင်ရတော့လေထဲမှာပဲတွဲရဲကြနေတာမြင်ရတာပေါ့အဲ့ဒါဟိုငယ်ငယ်တုန်းကဆရာကြီးဦးထိလိုက်ရေးတယ်ဓမ္မတူဒဆိုတဲ့စာအုပ်3တွဲရှိဘယ်တွဲထဲမှာပါလဲတော့ဘုံဘုံမှတ်မိဘူးဘုံတို့သစ္စိတ်ကြီးရွာဆိုတာရှိတယ်အေယာရီကံပေးမှာဝက်လက်မြို့နယ်ထဲမှာလို့ဘုံဘုံတင်တယ်ရှိမကားတို့နာဝန်းကျင်မှာသစ္စိတ်ကြီးရွာဆိုတာရှိရောက်တော့မရောက်ဘူးပါဘူးအဲ့ဒီကဒကာကြီးတယောက်တည်းပဲတေဂာနီးမှာအဲ့လိုဖြစ်လို့သူ့အကြောင်းကိုရေးထားရှိတယ်သူ့အကြောင်းကရမ်းစိတ်ဝင်စားတဲ့အကောင်းတယ်သူကတော့အမြဲတမ်းဗုဒ္ဓလုတ်တိပွားတယ်အဲ့ဒကာကြီးကအမြဲတမ်းလက်အုပ်ချီပြီးတော့သွားတယ်သူကဘုရားနဲ့ပဲအမြဲနေတယ်သူ့စိတ်ကူးထဲမှာအိမ်မှာလည်းပဲသဝေကြီးပြင်ထားတယ်ဆုံးကတ်လို့ရှိရင်ဘုန်းကြီးဓမ္မကိုကောင်းကောင်းမွန်မွန်ကတ်တယ်လို့မျိုးဘုရားကိုအဲ့လိုမြဲကတ်တယ်နော်ရက်ကလည်းအမြဲတမ်းကတ်ပြီးနော်ဒီတောက်တော်ရင်ဘုရားမျက်နှာသိချင်းမျက်နှာသိရေလည်းအမြဲကဒီသက်ရှိထင်ရှားမိဘတယောက်ကိုပြုစုတယ်လို့မျိုးမြတ်စွာဘုရားကိုသူကအဲ့လိုပြုစုတယ်အဲ့ဒီကကြီးကအမြဲတမ်းသူကဘုရားအာယုန်နဲ့ပဲနေတယ်သူကဗုဒ္ဓနုတ္တိပွားများတယ်နော်အဲ့တော့နောက်တော့လေယာကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့အမှုဖြစ်တာအင်္ဂလိပ်ခေတ်ကမှုပြတော့သူရုံးကကနာသွားတာပေါ့ဟိုမှာအဲ့တော့သူတရားသူကြီးတွေဘာတွေကဘာသာကြားတွေပေါ့အင်္ဂလိပ်တွေအများမှာပေါ့မျက်နှာဖြူပြီးအဲ့တော့ဟိုရောက်တယ်သူကဒူးမှာထက်တွက်တာတော့မဟုတ်အဲ့ဒါလှုပ်လာတဲ့အဆောင်တွေဘာတွေဖေးကြအောင်ဘုရားကြွလာတယ်တော့လက်ဥချီပြီးတော့ဘုရားကိုပဲလက်ဥချီပြီးတော့လာတယ်သူအာယုန်ထဲမှာဘုရားအမြဲတမ်းရှိအဲ့တော့နောက်တော့အဲ့ဒီအရေးပိုင်မင်းကအလွန်ကြည်ညိုလို့ဘာသာကြားကနော်အလွန်ကြည်ညိုတဲ့အတွက်ကြောင့်ဒီအမှုကိုတခါနဲ့သူ့ကိုဘာမှဒီလူကြီးရဲ့ဒီလောက်ကောင်းတဲ့လူကအပြစ်လုပ်เสียအကြောင်းမရှိဘူးဆိုတော့တောက်ချောက်ဟုတ်လားပိတ်လိုက်တယ်ဟုတ်လားသူ့အကြောင်းအရန်ထူးဆန်းအဲ့ဒီတကားကြီးတဲ့တေဂာနီးမှာအဲ့လိုနေရထားရောက်တယ်လို့နာမည်ကြီးအဲ့ဒီတော့ကတော့အခုလိုရုပ်တံလေးပါလေးလိုကူမှတ်တတ်တင်လို့ရတဲ့ခင်မှာမဟုတ်ပဲဘူးအဲ့ဒါသူကတော့စိတ်ပရိလေးကိုပြစ်ခိုင်းတာလို့ပြောတယ်အဲ့ဒါစိတ်ပရိကလေထဲမှာချိတ်နေတာရှိတယ်လို့အဲ့ဒီသစ္စိတ်ကြီးရွာဥပဒကကြီးတယောက်ရဲ့အကြောင်းရေးတယ်ရှိတယ်ဒါကတော့ဘုံကအမှတ်ရလို့ပြောပြတယ်နော်အဲ့တော့ခုလည်းပဲဒီပန်းကုန်းကတုတိတာနတ်ပြည်နေရထားမှာချိတ်တယ်ချိတ်တဲ့အခါကျတော့အာသမီတွေကအဲ့ဒီကြတော့မှဝမ်းမြောက်ဝမ်းသာဖြစ်တယ်အဲ့ဒါခဏနေတော့ဒကာကြီးကသုတိကမ္မလာယုတ်ချုပ်ငင်းပြီးအဲ့ဒီတုတိတာနတ်ပြည်ကိုပဲရောက်သွားတယ်အဲ့ရဟန်းတော်တွေကကြောင်းပြန်ရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားမေဘာလို့ပြန်လာကြတော့တရားနာရဲ့တန်လန်းတဲ့ဒကာကြီးကစိတ်ကြောက်ခဲ့ဖြစ်ပုံရတယ်ဗျာခဏနေပါအောင်ဆိုတော့ဒီပြောလို့လဲအာသမီတွေမိုးယုံနေတော့မနေသင့်တော့ဘူးဆိုတော့ပြန်လာကြတယ်မင်းတို့ရက်ခိုင်းတာမဟုတ်ဘူးဟိုမှာတုတိတာနတ်ပြည်နဲ့ယထာပန်းကုန်းတောင်ချိတ်ပြီးတုတိတာနတ်ပြည်တောင်ရောက်သွားပြီမြတ်စွာဘုရားအကုန်သိတော်မူတဲ့အတွက်ကြောင့်နေသား၆၀ရောက်လာတဲ့အကြောင်းမင်းရှိပြီးတော့ယဟန်တော်တွေတောင်းပန်တော့ဒီဂါထာလေးနှစ်ပုဒ်ကိုဒီဂါထာလေးတစ်ပုဒ်နောက်ထပ်တစ်ပုဒ်ထပ်ပြီးတော့မြတ်စွာဘုရားဟောစောစောကတော့နန္ဒီယကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာပေါ့နော်အခုမြတ်စွာဘုရားဟောတဲ့ဂါထာလေးဘုံဘုံရှုပ်ပြတယ်ဒါလေးကလည်းပဲတချို့လည်းပဲနားထဲမှာရင်းနှီးပြီးသားဖြစ်ကောင်းဖြစ်နော်ဣရမောရတိပစ္ဆမောရတိကတပုံညောဥပယထမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိသုဒ္ဓိမတ္တနောဆရာကြီးတွေဆိုရလိမ့်မယ်ဟုတ်လားဓမ္မပဒယမကဘောထဲနော်ဣရမောရတိပစ္ဆမောရတိကတပုံညောဥပယထမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိသုဒ္ဓိမတ္တနောကတပုံညောကုသိုလ်ကောင်းမှုကိုပြုလေရှိသောပုဂ္ဂိုလ်သည်ပြုလေရှိသောဆိုတာပါလေအမြဲတမ်းလိုပဲကိုယ်စိတ်ကလေးကောင်းအောင်ပဲကြိုးစားတယ်ဆွလွတ်မှုနဲ့ကောင်းအောင်ကြိုးစားမယ်စောင့်စည်းမှုနဲ့ကောင်းအောင်ကြိုးစားမယ်စူးစိုက်မှုတည်ငြိမ်မှုနဲ့ကောင်းအောင်ကြိုးစားမယ်အမှန်သိမြင်မှုနဲ့ကောင်းအောင်ကြိုးစားမယ်ကောင်းအောင်ကြိုးစားတယ်ဆိုတာအကျဉ်းမြင်၄မျိုးဆွလွတ်နိုင်ဖို့ကြိုးစားတယ်ဒါနပြုဖို့ကြိုးစားတာပေါ့စောင့်စည်းဖို့ကြိုးစားတယ်သီလစင်ကြယ်အောင်ကြိုးစားတာပေါ့နော်စူးစိုက်မှုစိတ်တည်ငြိမ်မှုဖြစ်အောင်ကြိုးစားတယ်တမာတိရှိအောင်ကြိုးစားတာပေါ့ဟုတ်လားနောက်ဆုံးစူးစမ်းစင်ကြယ်မှုနဲ့အမှန်သိအောင်ကြိုးစားမယ်ပညာဖြစ်အောင်ကြိုးစားတာဒါစိတ်ကောင်းအောင်လုပ်တာဒီ၄မျိုးပဲအကျဉ်းမြင်ဟုတ်လားအဲ့လိုစိတ်ကလေးကောင်းနေတာကိုဘာခေါ်တော့ကုသိုလ်ကောင်းမှု
အဲ့ဒီကုသိုလ်ကောင်းမှုပြုလေရှိသောပုဂ္ဂိုလ်ဒီဆိုတာတစ်ခုမဟုတ်တစ်ခုလက်ကင်ကုသိုလ်ကောင်းမှုသူ့မှာရှိတယ်အချိန်တိုင်းလို့သူကကောင်းတဲ့စိတ်နဲ့ပဲနေဖို့ကြိုးစားတယ်ဒါပြောတာနော်ကတ္တပုံညောကုသိုလ်ကောင်းမှုပြုလေရှိသောပုဂ္ဂိုလ်ဒီကုသိုလ်ကောင်းမှုပြုလေရှိသောလို့ပြောရင်လှူတာတတ်တာကြီးပြည့်မြင်လို့လည်းမရဘူးနော်အမြဲတမ်းပဲလှူနိုင်မလို့ဟုတ်လားအမြဲတမ်းရှိနေဖို့ဟာသီလအမြဲတမ်းရှိအောင်ကြိုးစားဖို့လိုတယ်ဟုတ်လားသီလပေါ်မှာခြေခံပြီးတော့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားမယ်ကိုယ်ခန္ဓာကြီးဘာဖြစ်နေလဲဆိုတာကိုသိအောင်ကြိုးစားမယ်အမြဲတမ်းကြိုးစားလို့ရတော့ဘုံဘုံစိတ်ထဲနားလေတယ်လို့ပြောရတော့တတိပဋ္ဌာန်တရားတော့ကိုလုပ်ချင်အမြဲတမ်းကိုလုပ်လို့ရတယ်အကျဉ်းကြီးကျင်ငယ်ဆွန့်တဲ့အချိန်မှာတော့လုပ်ရမယ်ဘုရားပြောတာကျန်တဲ့အချိန်ဆိုတာပြောနေဟုတ်တယ်မဟုတ်လားနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့အချိန်ကလွဲလို့ကျန်တဲ့အချိန်တိုင်းမှာဘုံဘုံတို့သာလူကျင်လို့မြတ်နိုးလို့လှုပ်ချင်သဘာဆိုရင်ဥက္ကဏမှာဘာလေးဖြစ်နေလေလို့အာယုံလေးဆိုင်တတိလေးထားလိုက်တာနဲ့အလွန်မုံမြတ်တဲ့ကုသိုလ်ကောင်းမှုကြီးကိုပြုပြီးသားဖြစ်တယ်ယုံကြည်မှုတွေနည်းနေကြလို့မလုပ်ဖြစ်ရတာနော်ခက်တယ်လို့လည်းပြောလို့ရတာမဟုတ်ဒါပေမဲ့လုံနေကြမှုတဲ့ခါကျတော့လွယ်တယ်လို့လည်းပြောလို့တော့မရဘူးလုံနေကြသွားရင်လွယ်မယ်လုံနေမကြရင်တော့ခက်ပါလိမ့်မယ်သတိပဋ္ဌာန်တရားဟုတ်လားခုဒီမှာပြောတော့ကတ္တပုံညောကုသိုလ်ကောင်းမှုကိုပြုလေရှိသောပုဂ္ဂိုလ်သည်ဘာဖြစ်တော့ဣဒမောရတိပစ္ဆမောရတိဣဒမောရတိအခုလောလောဆယ်ပြစ္ဆုတ်ပံဘဝမှာလည်းပဲဝမ်းသာရလိမ့်မယ်တဲ့ကြည်နူးရလိမ့်မယ်ဘယ်သူမှကိုယ်ကြည်နူးအောင်မလုပ်နိုင်ဘူးတကယ်တမ်းကကောင်းတဲ့စိတ်ကပဲကြည်နူးအောင်လုပ်နိုင်မှာနော်ဣဒမောရတိအခုဒီဘဝလည်းပဲကြည်နူးရလိမ့်မယ်ဝမ်းမြောက်ရလိမ့်မယ်ဝမ်းသာရလိမ့်မယ်ဒါရင်လည်းမကပစ္ဆမောရတိနောင်တမလွန်လောကမှာလည်းဘဝခန္ဓာကိုပြည့်လို့သေရပြီဆိုရင်တမလွန်လောကမှာလည်းဝမ်းသာပါလိမ့်မယ်တဲ့အဲ့ဒါကိုခိုင်မာအောင်ထပ်ပြောတယ်ဥပယထမောရတိတဲ့ခုရောနောင်ရောနှမျိုးတစ်မျိုးတည်းပြည့်စုံတယ်တစ်မျိုးတည်းပြည့်စုံတယ်ဘုန်းတို့ဘဝမှာပြည့်စုံတယ်လို့ဆိုနိုင်ဘူးနော်ပြစ္ဆုတ်ပံရောတန်တရားရောအကုန်လုံးအစဉ်ပြေမှကောင်းဟုတ်လားတချို့ကြောင့်ပြစ္ဆုတ်ပံအစဉ်ပြေပြီးရောတန်တရားဘလို့နေဟာဒါလည်းမပြည့်စုံဘူးနော်သဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့တော့ဣဒမောရတိပစ္ဆမောရတိကတ္တပုံညောဥပယထမောရတိကောင်းမှုပြုလေရှိသူသည်ခုလဲချမ်းသာတယ်ဝမ်းသာတယ်နောင်လဲဝမ်းသာလိမ့်မယ်ခုရောနောင်ရောဝမ်းသာလိမ့်မယ်ခိုင်မောင်ထပ်ပြောနော်ပြီးတော့ဗာပြောတော့သောမောရတိသောပါမောရတိဒိဋ္ဌဝကမ္မဝိတုဒ္ဓိမတ္တနောသောထိုကုသိုလ်ကောင်းမှုကိုပြုလေရှိသောပုဂ္ဂိုလ်သည်တဲ့ဒိဋ္ဌဝကမ္မဝိတုဒ္ဓိမတ္တနောကိုပြုထားတဲ့စင်ကြယ်တဲ့ဒီကုသိုလ်လေးကိုပြန်စဉ်းစားပြီးတော့ဒီချက်ကအလွန်ရေးပါနော်ကိုလှုပ်လိုက်တာဒါနပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်အခုကတော့အကြောင်းပူတာဆိုဒါနဥစားပြီးပြောနေတာပေါ့တကယ်ကဒါနထက်ပုံမူရင်းအစင်မြင်သောကုသိုလ်ကောင်းမှုများဒါဒီကုန်းကျုပ်ကြတော့ပုံမှန်ပြောပါမယ်အဲ့ဒါတွေကတာလွန်ပြီးတော့များနေတာမရှိဘူးလားရှိဘယ်ကုသိုလ်ပဲပြုကိုပြုထားတဲ့ကုသိုလ်ကောင်းမှုကိုပြန်စဉ်းစားလိုက်တာနဲ့အိုးငါလုပ်ခဲ့တဲ့အလုပ်ကလေးကငါလုပ်နေတဲ့အလုပ်ကလေးကညင်နွမ်းတဲ့အလုပ်မှမဟုတ်ပါပဲကလားစင်ကြယ်တဲ့အလုပ်တစ်ခုပါလားပူလောင်စေတဲ့အလုပ်မှမဟုတ်ပါပဲကလားအေးချမ်းစေတဲ့အလုပ်ပါလားလို့ကောင်းမြတ်တဲ့ဒီအလုပ်ရဲ့တန်ရှင်းစင်ကြယ်မှုကလေးကိုမြင်ပြီးတော့တဲ့ဒိဋ္ဌဝါကမ္မဝိတုဒ္ဓိမတ္တနောကမ္မဆိုတာအလုပ်စေရနာဝိတုဒ္ဓိဆိုတာဘာလို့ရှုရှင်းတာအတ္တနောဆိုတာမိမိကိုလုပ်ထားတဲ့နော်အလုပ်ကလေးကဘာလို့ရှုရှင်းတယ်အဲ့ဒါကိုဒိဋ္ဌဝါမြင်တယ်စိတ်နဲ့မြင်တယ်ငါလုပ်ထားတာလေကောင်းတယ်ဟုတ်လားအဲ့လိုမြင်တဲ့အခါကျတော့ဘာဖြစ်တော့သောမောရတိသောပါမောရတိအဲ့ဒီပုဂ္ဂိုလ်ကဝမ်းသာရလိမ့်မယ်ဝမ်းသာတာကမှနည်းနည်းမဟုတ်ဘူးတဲ့အလွန်အကျူအထူးအဖြစ်ထပ်ပြီးတော့ဝမ်းသာလိမ့်မယ်တဲ့သောပါမောရတိထပ်ပြီးတော့အထူးပြုဟောတယ်ဘဝမှာကုလဲဝမ်းသာခြင်းနဲ့တောင်းလဲဝမ်းသာခြင်းနဲ့ဆိုရင်ဘုန်းဘုန်းတို့အတွက်တကယ်အားကိုးတိုက်တဲ့ဝမ်းသာစေမဲ့အရာဟာဘာပဲရှိလဲလို့နားလည်ထားဖို့လို့ဆိုကောင်းမှုပဲရှိတယ်လို့နားလည်ရမှာနော်ဒါကောင်းမှုပြုနေတဲ့အချိန်မှာဝမ်းသာကိုရာစကားတွေဘုန်းဘုန်းကရှားပြီးတော့ပြောနေတာဟုတ်လားဝမ်းသာလို့ရှိရင်ဘာဖြစ်မလို့ကောင်းမှုကပိုးပြီးတော့အားကောင်းတယ်ပိုးပြီးတော့ဒီဥစ္စာကအကျိုးပေးထက်သန်တယ်ပေါ့နော်ဒီအကျိုးကိုရည်ရွယ်ပြီးတော့ပြောနေတာခုဓမ္မိကဥပဒကကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကနော်အချိန်ကာလနဲ့ပုဂ္ဂလနဲ့ဟုတ်လားအခြေအနေကြည့်ပြီးတော့အလွန်ကိုက်ညီတဲ့တရားဒေသနာတစ်ခုဟောလိုက်တယ်လို့ဆိုနိုင်မို့လားသူအသက်သေးရာပြလိုက်တာပဲလေကောင်းတာလုပ်ထားတယ်လို့ခုလဲဝမ်းသာရတယ်နောင်လဲဝမ်းသာရတယ်ကိုလုပ်ထားတဲ့ကောင်းတဲ့စင်ကြတာလေးစင်ကြတာလေးကိုမြင်ပြီးတော့ဝမ်းသာရတယ်ပိုးပြီးတော့ကိုဝမ်းသာရလိုက်ဦးမယ်ဒီသဘောလေးကိုပြောတာအပြန်လာအဖြစ်လည်းနားလည်ဖို့လိုတယ်နော်ဣဒသောစတိပိစ္ဆသောစတိပါပကာရီဥပယထသောစတိသောစတိသောဝိဟိညတိဒိဋ္ဌဝါကမ္မကိလေသာမတနောဒါလည်းရှိပြီပါတယ်မကောင်းမှုပြုလေရှိသောပုဂ္ဂိုလ်သည်အခုလည်းပဲစိုးရင်ရတယ်ပူလောင်ရတယ်နောင်လည်းပဲစိုးရင်ရလိမ့်မယ်ပူလောင်ရလိမ့်မယ်ကိုလှုပ်ထားတဲ့ညင်နွမ်းတဲ့အလုပ်ကြီးကိုမြင်ပြီးတော့လည်းပဲစိုးရင်ရလိမ့်မယ်ဒီသဘောလေးတွေလည်းရှိတယ်နော်မြင်ရမယ်ဟုတ်လားဘုန်းတော်ကလောကကိုမြင်တဲ့အခါမှာပြည့်စုံမှုလို့တယ်ဟုတ်လားဒါလေးတွေအခြေခံလေးတွေနားလည်ရတယ်နော်အဲ့လိုမြတ်စွာဘုရားဟောတော့တတ္တဝါပေါင်းများစွာကျွတ်တန်းဝင်ကြတယ်ဆိုပြီးတော့ဒါဓမ္မပဒပါဠိတော်တက္ကရာထဲမှာလာတဲ့စကားလေးတွေ
ဘုံပြောပြဟုတ်လားအဲ့လိုဆိုရင်ဒီကုန်းချုပ်ဘာပြောခြင်းတော့ကုသိုလ်ကောင်းမှုကအာကုစေရလို့နော်အတိုင်းတာတစ်ခုထိဘုံတို့ဟာဒေသနာတော်ကိုခြေခံပြီးတော့ယုံကြည်ကြတယ်နားလည်ကြတယ်ဟုတ်လားအဲ့လိုဆိုရင်ကုသိုလ်ကောင်းမှုကိုအာကိုကြတော့မယ်ဆိုရင်ကုသိုလ်ကောင်းမှုဟာအမျိုးအစားဘယ်လိုရှိလဲဘယ်ကုသိုလ်ကဘယ်ကုသိုလ်တဲ့တန်ဖိုးဘယ်လိုရှိတယ်လဲဆိုတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ဘုန်းတို့ဟာကြည်ကြည်ပြန့်ပြန့်နားလည်ဖို့ထပ်ပြီးတော့မလိုပေဘူးလားလိုမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောရင်တာကတော့ဘုန်းတို့နော်ဝေလာမသုတ်တံဆိုပြီးတော့မကြာခဏဟောဘူးတဲ့သုတ်တံတစ်ပုဒ်ရှိတယ်ကောင်းတာတွေထက်ကောင်းတဲ့အရာဆိုတဲ့ခေါင်းစဉ်နဲ့လည်းပဲကြည်ကြည်ပြန့်ပြန့်ဟောတာလည်းရှိတယ်ဒီမှာတော့နှစ်ချုပ်လေးပဲပြောပါမယ်ဟုတ်လားအဲ့ဒါကုသိုလ်ကောင်းမှုကိုအားကိုးကြတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားဟောတာနာရဘိန်တတိကြီးကိုအကြောင်းပြုပြီးတော့ဟောတာတော့တတိကြီးကဆင်းရဲနွမ်းပါးနေတဲ့အခိုက်အတန့်တစ်ခုရှိခဲ့ဘူးလေအဲ့ဒီအခိုက်အတန့်မှာမြတ်စွာဘုရားအကြောင်းတော်ရောက်လာတော့မြတ်စွာဘုရားကတခါကြီးဌာနကောင်းမှုတွေပါလေပြုပြရလားလို့မေးတော့ယဟန်တန်ဃာကိုဇကွဲထမင်းပုံးရင်ဟင်းမြလောက်ကိုသာလောင်းလှူနိုင်တဲ့အတွက်ကြောင့်သူစိတ်မကောင်းဖြစ်ရတဲ့အကြောင်းမြတ်စွာဘုရားကိုရှောက်သူဆင်းရဲနေတာကိုအဲ့ဒီချိန်တော့အဲ့ဒီမှာမြတ်စွာဘုရားဤတဲ့ဒါနကောင်းမှုတစ်ခုတန်ဖိုးရှိဖို့အကျိုးပေးထက်တန်ဖို့ဆိုလို့ရှိရင်လူဝဲဝတ္ထုတန်ဖိုးရှိတာမရှိတာထက်လူတဲ့တန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကလေးဖြူရှင်တန်ရှင်းဖို့အရေးသွေးရှိဖို့ကအရေးကြီးတယ်ဒါလေးပြောတယ်မြတ်စွာဘုရားကိုလုံနေတဲ့လုံရဲ့တန်ဖိုးကိုနားလည်ပြီးတော့ယုံကြည်တဲ့စိတ်ဒါနရဲ့တန်ဖိုးကိုယုံကြည်တဲ့စိတ်ပြီးတော့လူကပုဂ္ဂိုလ်ရဲ့ပုံမှာလူဝဲဝတ္ထုရဲ့ပုံမှာကိုလုံနေတဲ့အလုပ်ရဲ့ပုံမှာယူယူတည်တည်လေးလေးစားစားနဲ့တက္ကိစ္စဒါနမြောက်အောင်လူရန်နိုင်ပဲဆိုရင်ဒါအလွန်တန်ဖိုးကြီးတဲ့ဒါနကောင်းမှုမျိုးဖြစ်တယ်လို့ဒါနကိုမြတ်စွာဘုရားအဲ့လိုရှင်းပြဟုတ်လားရှင်းပြပြီးတော့ဘုရားအလောင်းတော်ကြီးဝေလာမပုံနာဖြစ်တော့ဘလို့လူခဲ့တန်းခဲ့တယ်ဆိုတာအကျဉ်းတုံးဟောပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဒါနကောင်းမှုတစ်ခုတည်းကိုပဲဘယ်ဒါနထက်ဘယ်ဒါနကတာလွန်မွန်မြတ်တယ်ဆိုတာလေးကိုအရင်ရှင်းပြဝေလာမပုံနာကြီးဘုရားတော်ကတစ်သက်လုံးလူခဲ့တန်းခဲ့လို့ဖြစ်ရတဲ့ကုသိုလ်ကောင်းမှုတွေဟောဒီသာသနာတော်တွင်မှာနော်ဒသနတမ္မရာယသစ္စာလေးပါးတရားသိမြင်အရိယာတီတော်သူတော်စင်တယောက်ကိုလှူလိုက်တန်းလိုက်ရတာကတာလုံးပြီးတော့ကြီးမားတဲ့အကျိုးပေးရှိတယ်အလှူခံပုဂ္ဂိုလ်ရဲ့စိတ်ကစင်ကြဲနေလို့အကျိုးပေးကကြီးသွားတာမျိုးစေ့ချတာချင်းတူတယ်ဒါပေမဲ့လို့ကြက်တီကုန်းစိုက်ပြီးတဲ့မျိုးစေ့နဲ့လေကောင်းမြေကောင်းမှာစိုက်ပြီးတဲ့မျိုးစေ့တိနှံထွက်တာချင်းတူနိုင်မလားမလုံးဝတူနိုင်ဘူးအလှူခံပုဂ္ဂိုလ်ဆိုတာနော်သူကလေယာမြေကောင်းကောင်းလားမကောင်းလားဆိုတာသူ့ပုံမှာမူတည်ဟိုထားလိုက်တဲ့စေတနာလေးကမျိုးစေ့တပင်ဖြစ်ဖို့အတွက်မြေဟာလောက်ရေးကြီးလဲဆိုတာကိုဒီရှုထောင့်ကနေကြည့်လိုက်ဟုတ်လားအဲ့ဒါလည်းဆိုပါဗျာဆက်ပြီးတော့ပြောတယ်အဲ့ဒီသောတာပန်အရောက်တရားကိုလှူရတန်းရတာတဲ့တဂရကတဝုတယောက်ကိုလှူရတာကတာလုံးပြီးတော့ကြီးမားတဲ့အကျိုးအနိသင်ရှိတယ်ဣဒံတတော်မဟာဖလံဟုတ်လားတဂရကတရားကိုတဲ့အနာဂံတရားကိုအနာဂံတရားကိုတဲ့ယဟန္တာတယောက်ကိုရှင်းပြတာနော်ယဟန္တာတရားကိုတဲ့ပြည့်စေကဗုဒ္ဓတပါးကိုပြည့်စေကဗုဒ္ဓအပန်းတရားကိုတဲ့တမန်သမုဒ္ဒဘုရားတဆူကိုဟိုအချင်းချုပ်ပြီးတော့ပြောနေတာဟုတ်လားနောက်ဆုံးဘုရားတဆူကိုလှူရတာတဲ့ဘုရားမှုရှိတဲ့တန်ဃာတော်ကိုလှူရတာကတာလုံးပြီးတော့အကျိုးကျေးဇူးများတယ်အဲ့လိုပြောရင်းနဲ့ဒါနာပိုင်းဆိုင်ရာမှာနောက်ဆုံးအနေနဲ့မြတ်စွာဘုရားပါဟောလို့ဆိုတော့အေးတဲ့အဲ့ဒီဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းပြန်ဆောက်ပြီးတော့လှူမယ်ဆိုလို့ရှိရင်တော့ဒါဟာဒါနာကောင်းမှုတွေထဲမှာအထွတ်အထိပ်ဒါနာကောင်းမှုဖြစ်တယ်လို့စိတ်ဝင်စားဖို့ရသူကြတော့လူဝေဝတ္ထုကထည့်ပြောတာဘုံကအသေးစိတ်ကလေးတွေစဉ်းစားတာကိုအထိုက်လျောက်ဝါဒနာပါတယ်ဒီသုတ်တံမှာဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောသွားပုံလေးပထမအဆင့်ပါပြောတော့ဟေးလူဝေဝတ္ထုတန်ဖိုးရှိတာမရှိတာတဲ့စိတ်စေတနာကောင်းဖို့ရည်ကြီးတယ်လို့တရားတရားနဲ့တက္ကိစ္စကိုအရင်တောင်းဆိုတယ်မြတ်စွာဘုရားလူဝေဝတ္ထုတန်ဖိုးရှိမရှိလူတဲ့လူကယုံကြည်မှုနဲ့ယုံသိမှုနဲ့လူရင်ဒါအလွန်မြင့်မြတ်တဲ့ဒါနဖြစ်တယ်ဒုတိယအဆင့်ပါပြောတော့ဒုတိယအဆင့်အလှူခံပုဂ္ဂိုလ်ကိုထပ်ပြီးတော့ပြောတယ်တတိယအဆင့်ဘာဆက်ပြောလူဝေဝတ္ထုကပါလာအဲ့ဒီထဲမှာတွေ့ရတယ်နော်လူဝေဝတ္ထုအထူးပြုတာဟုတ်လားအဲ့တော့ဒါနတွေထဲမှာဘယ်ဒါနဟာအမြင့်မြတ်ဆုံးလဲလို့ဒီသုတ်တန်ရပြောမယ်ဆိုလို့ရှိရင်နော်ဘုရားမှုရှိတဲ့ယဟန်တန်ကိုအကြောင်းဆောက်လူရတာကမြင့်မြတ်တယ်ဒါအကြောင်းလူတဲ့အခိုက်အတန့်ဘုံကပြောနေတာမဟုတ်ဘူးနော်စာထဲပါတဲ့အတိုင်းမြတ်စွာဘုရားဟောတဲ့အတိုင်းပြောပြတာဟုတ်လားဒီထဲမှာအကြောင်းလူတဲ့လူတွေဒါအများကြီးပါနေတာပဲသဘောပေါက်တယ်နော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဘယ်လိုပြောတော့ကုသိုလ်ကောင်းမှုကဒါနတစ်ခုရှိတာမှမဟုတ်ဘူးဟုတ်လားဒါနကအခြေခံပဲရှိသဘောပေါက်ဖို့လိုတယ်နော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားအေးတဲ့အဲ့ဒီဘုရားမှုရှိတဲ့တန်ခါကိုကြောင်းဆောက်ပြီးတော့လှူရတာထက်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတရားတော်မြတ်ရဲ့ဂုဏ်ကျေးဇူးတန်ခါတော်မြတ်ရဲ့ဂုဏ်ကျေးဇူးနော်ဒီအလွန်မြင့်မြတ်တဲ့ယတနာမြတ်သုံးပါးရဲ့သဘောတဘာဝစွန့်ရည်တတ္တိတွေကိုသိမြင်နားလည်ပြီးတော့ငါတော့ဒုက္ခကလွတ်ဖို့ဆိုလို့ရှိရင်ဒီသုံးမျိုးကလွဲလို့ဘာမှအားကိုးရမရှိပါလားဆိုတဲ့အမှန်ကန်တဲ့အတိနဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိလို့စိတ်ထဲကတရားတရားဥရှိဉာဏ်ဥရှိပြီးတော့လှိုက်လိုက်လဲလဲအားကိုးလိုက်တဲ့
ဆောက်တီလိုက်တဲ့တရဏဂုံ၃ပါးကစောစောကဘုရားမှုရှိတဲ့ယန္တာကိုကြောင်းကြီးဆောက်ပြီးတော့လူရတန်းရလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာရှိနေတယ်စိတ်ဝင်စားဖို့လိုတယ်နော်ပေးလို့ဖြစ်တဲ့ကုသိုလ်ကပေးလို့ဖြစ်တဲ့ကုသိုလ်ပေါ့ဘဝကဘာပါလာတီးလို့ဖြစ်တဲ့ကုသိုလ်ပါလာပြီနော်ဘုရားကြောင့်တီးတယ်တရားကြောင့်တီးတယ်တန်ခါကြောင့်တီးပေးတာနဲ့တီးတာနဲ့ဘယ်ဟာကောင်းတီးတာကောင်းတာပေါ့နောက်ဆုံးလာမှာနော်အတိရနောက်ဆုံးထိတ်မှနေမှာဟုတ်လားဘုရားဘာသာတွေဖြစ်နေတဲ့အခိုက်အတန့်မှာအခိုက်အတန့်ဆိုတာကတန်တရားမသေးကြလို့ပြောတာဒီအချိန်လေးကတော့ဖြစ်နေတာဟုတ်လားဒီအခိုက်အတန့်လေးမှာမှန်မှန်ကန်ကန်နားလည်သွားဖို့လိုတယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကအဲ့ဒီတရဏဂုံ၃ပါးတဲ့၅ပါးသောသီလကိုစောင့်တင်ရတာကတာလွန်ပြီးတော့မြင်မာတဲ့ကောင်းမှုကိုပြုဟာရောက်တယ်ဟုတ်လားအဲ့ဒီ၅ပါးသီလတဲ့တတ္တဝနန္ဒရဲ့ပုံမှာနော်ချမ်းသာသည်လို့တဲ့စိတ်ထားကလေးအလွန်ဖြူရှင်တဲ့မေတ္တာတရားဘာမျောလင်းခြင်းမှမပါဘူးအကောင်းဆိုးလည်းမခွဲဘူးကောင်းတဲ့လူကိုမှချမ်းသာစေခြင်းတာဆိုးတဲ့လူကိုချမ်းသာစေခြင်းတာမရှိဘူးလို့လည်းအဲ့လိုခွဲခြားတာမရှိဘူးရေကဲ့သို့ဖြစ်ဖို့လည်းဘူးနော်ဒီမေတ္တာလေးကဘုန်းတော်မကောင်းရင်မုန်းဖို့ရန်တယ်မယ်ကောင်းတဲ့လူကိုလည်းမေတ္တာတွေကစေတနာတွေကရည်သီးကမ်းပြိုလိုက်ဟုတ်လားမကောင်းတဲ့လူဆိုရင်တော့အချိန်ပြည့်ဘာလို့ဖို့ကြိုးစားနေလဲမုန်းဖို့ပဲကြိုးစားဟုတ်လားကိုယ့်ရဲ့မေတ္တာတွေကဘယ်လိုဖြစ်နေလဲမျက်နှာလိုက်နော်မျက်နှာလိုက်တဲ့အခါကျတော့မြင့်မြတ်တော့ဟုတ်လားဒါကြောင့်မြတ်စွာမေတ္တာတရားပွားတဲ့အခါမှာရေကဲ့သို့ဒီလိုလေးဥမာပေးအဲ့လိုကိုယ့်ရဲ့မေတ္တာလေးကဖြူရှင်ပဲမြင့်မြတ်ပဲဆိုရင်နော်ဒီမေတ္တာလေးဟာကြီးကြီးမားမားတော့မြတ်စွာဘုရားအဲ့ဒီမှာမတောင်းဆိုဘူးဂန္ဓောဟနမတ္တံပြီးတယ်နန္တာတရှုတရှိုက်ခန့်ကာလမြနော်မေတ္တာစိတ်တံဘာဝေဟိမေတ္တာစိတ်ကိုဖြစ်စေမယ်ဒီလိုဆိုလို့ရှိရင်ဣဒံတတော်မဟာဗလာစောသောကပြောခဲ့တဲ့ဘုရားမှုရှိတဲ့ယန္တာကိုကြောင်းကြီးဆောက်ပြီးတော့လူရတန်းလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာနှစ်ဆင့်ကျော်ပြီးတော့တောင်မှသုံးဆင့်မြောက်မှာသူရှိတယ်နော်မေတ္တာနော်ဒါနရဲ့တရဏဂုံရဲ့သီလရဲ့မေတ္တာရဲ့အစဉ်တိုင်းသွားရနော်အစဉ်တိုင်းသွားရနော်အထက်ရောက်လေကိจิกထနေလေငွေကုန်ကြီးကြလည်းမရှိဘူးလောကကံရတာလည်းပဲနော်အလွန်ရိုးရှင်းတယ်ဒါပေမဲ့အည်သွေးရတော့ဖြစ်တော့မြင့်သွားတယ်နော်ဒါနပြုရတာနဲ့တရဏဂုံဆောက်တည်ရတာနဲ့အပေါ်ယံကြည့်မယ်ဆိုရင်ဘယ်ဟာပင်မတော့ဒါနပြုရတာပင်မတာပေါ့ဟုတ်လားဒါပေမဲ့ရတဲ့အကျိုးကြတော့တရဏဂုံကသားနေဒါတိသူကလည်းပဲအတွင်းထဲကအရင်လေးကမသေးဘူးအသိဉာဏ်ရှိရမယ်ယုံကြည်မှုရှိရမယ်ဒါတောင်းဆိုတာဟုတ်လားမေတ္တာလေးခုနကတော့နန္တာတရှုတရှိုက်ခန့်လို့ပြောရင်ပြော냐တော့လည်းပဲအဲ့ဒါလေးတန်တန်ကလေးဖြစ်ဖို့ကနည်းနည်းနုံနုံလင်းကြည့်မှုနဲ့မရဘူးဟုတ်ကြည့်မလေးမေတ္တာမှဖြူရှင်တဲ့မေတ္တာဖြစ်ဖို့ရမ်းခက်တယ်ဘာလို့ဘုန်းဘုန်းတို့ကအလေးအကျင့်ကြီးကစိတ်တိုင်းမကြတဲ့အလေးအကျင့်ကြီးနဲ့နေတာလေဘာဖြစ်စိတ်တိုင်းမကြဘူးညာဖြစ်စိတ်တိုင်းမကြဘူးစိတ်တိုင်းမကြဘူးစိတ်တိုင်းမကြဘူးတွေကြီးဆက်နေတဲ့အခါကျတော့သူများကိုချမ်းသာပါစေလို့ထားတဲ့နေမှာဖြစ်တော့အခက်အခဲရှိဘဒုသဖြင့်ကိုမကြိုက်တဲ့အရာနဲ့ပတ်သက်လာလို့ရှိရင်မေတ္တာဆက်ပြီးတော့မသွားတော့မြင့်မြတ်တဲ့မေတ္တာအဲ့ဒီမှာကြာရှုံးနေပေါ့နော်ဒါမှမဟုတ်သေးသေးလေးဆိုတော့လည်းပဲဖြစ်ဖို့ကတော့ရမ်းခက်တယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကုသိုလ်ကောင်းမှုကိုရှင်းပြတယ်တဲ့အဲ့ဒီကုသိုလ်ကောင်းမှုအလုံးတို့ထက်အနိစ္စတင်ညာအနိစ္စတင်ညာစကားလုံးနှလုံးမှတ်စမ်းပါနော်အနိစ္စဆိုတာမတည်မြဲတာတင်ညာဆိုတာအမှတ်ရမမြဲဘူးလို့စိတ်ထဲမှာအမှတ်ကလေးရလိုက်တာလောကမှာဖြစ်နေတဲ့အရာဘယ်ရာမှတည်မြဲနေတာမဟုတ်ပါဘူးလို့စိတ်ထဲကအမှတ်ရလိုက်တာဒါကအဆင့်အမျိုးမျိုးရှိတယ်ပြစ္ဆုတ်ပါခိုက်တန်တိုင်းခိုင်တိုင်းဖြစ်ပေါ်ပြီးတော့ပျောက်ကွယ်သွားတဲ့သဘောတဘာဝကိုသိတဲ့ဝိပဿနာဉာဏ်ရင့်ကျက်တဲ့ဉာဏ်ဖြစ်တာနဲ့သိနိုင်တဲ့အနိစ္စတင်ညာတစ်မျိုးရှိတယ်ဟုတ်လားအဲ့ဒါမျိုးကိုမှအနိစ္စတင်ညာလို့အဓိကဆိုလိုတာတော့အဲ့ဒါကိုဆိုလိုတာပေါ့သို့တော်သူ့ထက်အည်အသွေးနည်းနည်းကျဲသွားတဲ့အည်အသွေးနည်းနည်းညံ့သွားတဲ့အနိစ္စတင်ညာတွေလည်းအများကြီးရှိတယ်ဆိုကြပါစို့ကိုမြင်နေကြမြင်ကွင်းလေးတွေပြောင်းလဲသွားတယ်။မမြဲပါလား။နတ်အဆောက်အဦရှိတယ်အခုမရှိတော့ပါလား။ဒီကောဒီနတ်မှာမရှိပါဘူးအခုရှိလာပါလား။ပြောင်းလဲနေမှန်ကြည့်ရင်ငါယုတ်ကငိုလို့မဟုတ်တော့ပါလား။ဟုတ်လား။နည်းနည်းလေးထပဲဆိုလို့ရှိရင်ပင်ပန်းလာတယ်ညောင်းလာတယ်ကြိုက်လာတယ်။ငါရဲ့မာကျောမှုကငိုလို့မဟုတ်တော့ပါလား။ဟုတ်လား။နာကျင်မှုကိုဘုံဘုံတို့နော်တွေ့ရတိုင်းတစ်ချိန်ကနော်မာကျောမှုကောင်းမွန်မှုပျောက်ကွယ်သွားတာကိုမြင်တတ်ဖို့လို့ဥမင်းမှုကိုတွေ့ရတိုင်းတစ်ချိန်ကနုပြိုမှုတွေပျောက်ကွယ်သွားတာကိုမြင်တတ်ဖို့လို့တစ်ချိန်ကြရင်ဘုံတို့ဘာဖြစ်မှန်းတော့သေဆုံးမှုကိုရင်ဆိုင်ရမှာနော်တင်ဆုံးမှုတွေ့ပြီဆိုတော့ရှင်သန်မှုကပျောက်တာပေါ့ဟုတ်လားခက်တယ်နော်ဒါတွေနားလေဟုတ်လားအဲ့တော့ဒါဘာပြောတာလဲဘုံတို့မြင်တိုင်းကြားတိုင်းတွေ့တိုင်းဘုံတို့သာတကယ်လို့အသိဉာဏ်လေးကနော်ဖြစ်ထွန်းအောင်လုပ်တဲ့အလေးအကျင့်လေးရှိခဲ့မယ်ဆိုလို့ရှိရင်လွယ်ကူကူအလွန်တန်ဖိုးမြင်မာတဲ့ကောင်းမှုကြီးဖြစ်နေမြင်တိုင်းကြားတိုင်းမမြင်ပါလားဒါတည်မြဲနေတဲ့အရာမဟုတ်ပါလားလို့ဒီလိုလေးအပေါ်ယံအနိစ္စကိုသိတဲ့အဆင့်ကနေပြီးတော့
နောက်ဆုံးဒီယုတ်တဏ္ဍပရမတ္ထသဘာဝတရားတို့ရဲ့စင်စစ်မပြတ်ပြောက်ွယ်လိုက်နေမှုကိုမြင်တဲ့အနိစ္စတင်ညာအထိဒါအနိစ္စတင်ညာရဲ့နေပဲသဘောပေါက်ဖို့လွယ်နော်မြတ်စွာဘုရားဝေပုံလာတောင်ကြီးကိုလက်ညှိုးထိုးပြီးတော့ဒီတောင်ကြီးကအဝုဒ္ဒမြတ်စွာဘုရားလက်ထက်ကနာမည်ရဘလို့တောင်ကြီးကဘလောက်မြင့်တာအဲ့တော့ဘုရားကဘလို့ပွင့်တာလက်ဝဲတော်ရမစုလဲရတော်ရမစုအဲ့ဒါတခုဘာမှမရှိတော့ဘူးဟောဒါအနိစ္စတင်ညာကိုနားလည်သိတယ်လို့ပြောတာတစ်ချိန်လုံးကဖြစ်ခဲ့တာအခုမရှိတော့ဘူးအဲ့ဒါကိုပြပြီးတော့မြတ်စွာဘုရားကတတ္တဝါတွေရဲ့စိတ်ထဲမှာမှန်ကန်သိမြင်နားလည်မှုပညာကိုရဖို့မြတ်စွာဘုရားတိုက်တွန်းတာနော်။ယာဝရှိတံဘိက္ခွေလမေဝသဗ္ဗသင်္ခါရေတုနိဗ္ဗိန္တိတုလံဝိရိစီတုလံဝိမု ක්ෂි တုနေသတင်ညာကိုမြင်တယ်ဆိုတာဘယ်ကိုရည်ရွယ်နေတာလဲဆိုတော့သဗ္ဗသင်္ခါရေတုလုံးစုံသောယုံနာသင်္ခါရသဘောတရားတွေရဲ့ပုံမှာယာဝင်စလွန်လွန်ကဲကဲနိဗ္ဗိန္တိတုညီးငွေခြင်းကအလမေဝတင့်လှသေးတာဒီကိုသွားစေခြင်းလို့ဘာမှခိုင်မြဲနေတဲ့သဘာဝမဟုတ်ဘူးပို့ပေပေကြောက်ကြောက်ပြက်ပြက်သဘာဝတရားတွေဖြစ်တဲ့အတွက်ကြောင့်ဒီဖြစ်စဉ်ကြီးဟာကျင့်တတ်เสียအားရเสียပျော်ရွှင်စရာကိစ္စမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကိုရသိခြင်းအဲ့ဒါကိုပေါ့နိဗ္ဗိန္တိတုညီးငွေခြင်းကဘလောက်တောင်ဘုံဘုံမြတ်စွာဘုရားတတ္တဝါတွေကိုညီးငွေသိခြင်းတာတော့ယာဝင်စလွန်လွန်ကဲကဲနည်းနည်းလောက်ညီးငွေတာတော့မြတ်စွာဘုရားမကြိုက်သေးဘူးအများကြီးညီးငွေစေခြင်းယာဝင်ရှိတံဘိက္ခွေလမေဝသဗ္ဗသင်္ခါရေတုနိဗ္ဗိန္တိတုလွန်လွန်ကဲကဲသင်္ခါရတရားတွေရဲ့ပုံမှာညီးငွေခြင်းကတင့်တယ်တဲ့ကောင်းမှမကောင်းတဲ့တရားတွေပဲပေါ့ဆိုလိုတာကအလံဝိရိစီတုံအလံဝိမု ක්ෂි တုံဝိရိစီတုံဒီတရားတွေရဲ့ပုံမှာဒီယုံနာခန္ဓာဘဝရဲ့ပုံမှာနော်ဆွဲမဲ့မှုကင်းခြင်းကအလံတင်လာတိတာဒီဝိမု ක්ෂි တုံလွတ်မြောက်ခြင်းကအလံတင်လာတိတာဒီဒါတွေကြတော့မဲ့ဉဏ်ပူဉဏ်ရဖို့တိုက်တွန်းတယ်နော်ဝိရိစီတုံဆွဲမဲ့မှုကင်းတယ်ဆိုတာမဲ့ဉဏ်ဖြစ်တာနဲ့လောဘကိုသူ့ရှင်းတဲ့သူအမြင့်ပြတ်တတ်နိုင်တယ်ဟုတ်လောဘကိုတတ်နိုင်မှလည်းပဲလောဘလက်ကလွတ်မှလည်းပဲစိတ်ကလွတ်တာလွတ်မြောက်မှုဆိုတာအဲ့ဒီမှာရလွတ်မြောက်မှုအဖြစ်နော်အဲ့တော့မြတ်စွာဘုရားကအနိစ္စတင်ညာမတည်မြဲတာတွေကိုပြပြီးတော့တရားဟောတယ်ဆိုတာရည်ရွယ်ချက်ကပါတော့ညီးငွေစေခြင်းလို့ဆွဲမဲ့မှုကင်းစေခြင်းလို့ပြပါတော့လွတ်မြောက်စေခြင်းဒီသဘောဟုတ်လားခုဒီမှာမြတ်စွာဘုရားကုသိုလ်ကောင်းမှုတွေကိုရှင်းပြတဲ့အခါမှာအဲ့လိုရှင်းပြနော်နောက်ဆုံးနေရာမှာရှိတဲ့အမြင့်မားဆုံးကုသိုလ်ကပါလဲဆိုတော့လွတ်မြောက်မှုကိုဖြစ်သွားစေတဲ့အိဋ္ဌတင်ညာမတည်မြဲမှုကိုသိတာအဲ့ဒါကိုမြတ်စွာဘုရားဘယ်လောက်ထိဟောလဲဣစ္ဆရာသင်္ကတမတ္တံပြီးလက်ဖြစ်တတိခန့်ကာလမြပင်ဖြစ်တော်လေချိန်ကာလအကြာကြီးဆိုရင်တော့ဘယ်ပြောရရှိမလဲပေါ့ဆိုလိုတာကဟုတ်လားအဲ့ဒါဘာသုတ်တန်တော့ဝေလာမသုတ်တန်ဒါဒီကုန်းကျုပ်လေးပြောပြတယ်နော်အစာပိုင်းဘုံဘုံဘာလေးပြောခဲ့တော့ကုသိုလ်ကောင်းမှုသည်ဘဝမှာတခုတည်းသောအာကိုလိုက်တဲ့အရာပြစ္ဆုတ်မှန်မှလည်းပဲချမ်းသာစီတယ်တတ်တာစီတယ်ငြိမ်းအေးစီခန္ဓာကိုယ်ပျက်စီးခြင်းကြတော့ပျက်စီးရပြီဆိုရင်လည်းပဲဘဝအမခံချက်ကိုကောင်းကောင်းပေးထားတယ်ကောင်းမြတ်တဲ့နေရာကိုရစီလိုက်တယ်ကောင်းမြတ်တဲ့နေရာကိုရစီမယ်ဆိုရင်လည်းပတ်သက်ပြီးတော့ဦးစားပေးပြီးတော့ပြောလိုက်တာနော်ချစ်ခင်တဲ့ဆွေမျိုးတွေအရာတစ်ပါးကနေအစဉ်ပြေပြေပြန်လာတယ်ခွဲနေရတယ်ကြာလာပြီဆိုရင်ဘယ်လိုကြိုးဆိုကြမလဲဝမ်းမြောက်ဝမ်းသာကြိုးဆိုကြကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကတမလွန်လောကကနေကိုယ့်ကိုဝမ်းမြောက်ဝမ်းသာကြိုးဆိုနေကြလိမ့်မယ်လို့မြတ်စွာဘုရားအဲ့လိုခေါ်တယ်နော်အဲ့ဒါကိုဘုန်းတော်တက်တည်ပြတဲ့အနေနဲ့ဘယ်သူအကြောင်းပြောခဲ့လို့ဓမ္မိကဥပဒကကြီးအကြောင်းပြောတယ်နော်ကုသိုလ်ကောင်းမှုများနော်အချိန်ကာလနော်များစွာယူပြီးတော့ဘုန်းတော်ပြုစုကြမယ်အားထုတ်ကြမယ်ဆိုလို့ရှိရင်ပါတော့အခုလည်းပဲဝမ်းမြောက်ရလိမ့်မယ်နောက်မှလည်းပဲဝမ်းမြောက်ရလိမ့်မယ်ကိုလှုပ်ထားတဲ့စင်ကြယ်တဲ့ကောင်းမွန်တဲ့အဲ့ဒီလှုပ်လေးကိုမြင်တိုင်းတွေးမိတိုင်းလည်းပဲဝမ်းမြောက်ရလိမ့်မယ်ကုသိုလ်ရဲ့အကျိုးအာနိသင်တွေရပြီဆိုတော့အထူးသဖြင့်ဝမ်းမြောက်ရလိမ့်မယ်လို့ဒီလိုမျိုးဆိုပြဟောတာဟုတ်လားအဲ့ဒါကိုပြောပြီးတော့မှဒီကုန်းရုပ်ပါပြောတော့ကုသိုလ်အားကိုးတော့မယ်ဆိုရင်လည်းပဲဘယ်ကုသိုလ်ထက်ဘယ်ကုသိုလ်ကတာလွန်တဲ့အားကိုးတိုက်တဲ့အရာဖြစ်တယ်ဆိုတာကိုလည်းနားလည်ဖို့မလိုဘူးလားဒါနာတဲ့မှာမှနော်ရှင်းပြတာလည်းမမေ့နဲ့နော်ဒါနာအားလုံးတို့ထက်တရဏဂုံထက်သီလထက်မေတ္တာထက်အနိစ္စတင်ညာမတည်မြဲမှုကိုမြင်တာပညာပဲတကယ်တမ်းကအဲ့ဒီအတိကိုပဲမြတ်စွာဘုရားတကယ်တမ်းကတန်ဖိုးအထားဆုံးပဲဒါမို့ပညာနရနာရတနံလူတွေအတွက်နှစ်သက်ဖွယ်အကောင်းဆုံးမြတ်နိုးစရာအကောင်းဆုံးယရနာပညာဖြစ်တယ်လို့အဲ့လိုဟောတာဟုတ်လားဒါကြောင့်ဒီကုသိုလ်ထိဆက်ပြီးတော့သွားစေခြင်းလို့ဟောလဲထိုက်တော့သွားနေကြတာပါပဲဟုတ်လားသို့တော်လည်းပဲဗျာဒီလိုဖြစ်စေခြင်းတာဆိုတာကိုနော်သိစေခြင်းလို့ဒါကိုဘုန်းဘုန်းတို့ကသတိပေးတဲ့သဘောပြောပြတယ်ဟုတ်လားအဓိကကတော့ကိုလူထားတဲ့ကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဝမ်းသာဝေရစကားပြောရင်းနဲ့စဉ်းစားစရာကိုပါဘုန်းတို့ဆက်ပြီးတော့ပြောပြသွားတယ်ပေါ့နော်တရားလည်းတော်တော်ရှည်သွားတယ်နော်နိုင်ဝက်ဆိုတော့လည်းပဲ45မိနစ်လောက်ရှိသွားတယ်ဟုတ်လားအဲ့တော့ဘုန်းတို့ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေနဲ့နော်အာလုံးသောတတ္တဝါတွေကိုအညီအမျှပြေဝေကြမယ်ပေါ့အဓိကနော်တော့ဒီကနေ့ပြုလို့အထုတ်ထားတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွန့်တက်တေးကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ပုညံမျက်နှိပ်ပံကို
လေမြန်ထုတ်ချောင်းမျက်မှောက်ပြုပရစေကုန်သောပတ္တနာအောင်စုပြုကြကုန်ရာတည်း